စိန်တလုံးတရက်ခိုင်ကူးကိုင်းဆက်နီးလေးဖြစ်ပါတယ်လူတရက်လောက်အမြင့်ပင်စီကိုဖြတ်ထုတ်ပြရမှာဖြစ်ပြီးတော့ခိုင်ကူးကိုင်းဆက်မဲ့လူကလွှတ်ဖြင့်တီရီရအောင်ဖြတ်ပါတယ်ဖြတ်ထားတဲ့နေရာကိုရေအနည်းငယ်နဲ့တန့်စင်အောင်ဆေးပြီးတော့စိန်တလုံးခိုင်ကူးမဲ့အားလေးကိုပုံပါအတိုင်းလုပ်ရတာပါပင်စီပေါ်မူတည်ပြီးတော့၄ခိုင်ကူးမလား5ခိုင်ကူးမလား6ခိုင်ကူးမလားဆုံးဖြတ်ရမှာဖြစ်ပါတယ်ပင်စီရဲ့အခောက်တွေကိုဒီလိုဓာတ်လေးနဲ့ခွာပြီးတော့ကူးယူမဲ့စိန်တလုံးခိုင်းကိုဒီနေရာလေးတွေမှာစိုက်ရမှာဖြစ်ပါတယ်အခောက်ခွာအရာပေးထားတဲ့နေရာလေးမှာစိန်တလုံးခိုင်းတွေကိုထိုးစိုက်ရမှာပါဒါကတော့စိန်တလုံးမှမဟုတ်ပါဘူးကျွန်တော်တို့ပရမ ငမောက်တို့မြကြောက်တို့ဆိုတဲ့အမျိုးအစားတွေကိုလည်းပဲခိုင်ကူးလို့ရပါတယ်တပင်ထဲမှာတရက်2မျိုး3မျိုးကူးလို့လည်းရပါတယ်ကူးတဲ့ကိုင်းရစိန်တလုံးဆိုစိန်တလုံးမြကြောက်ဆိုမြကြောက်ပရမ ငမောက်ဆိုရင်ပရမ ငမောက်သီးနေမှာဖြစ်ပါတယ်ခိုင်းဆက်တဲ့နေရာမှာဘာစီဝါမှအသုံးပြုစရာမလိုပါဘူးခိုင်ကူးတာကိုတော့ကျွန်တော်တို့သိတက်တဲ့ဝါဆိုဝါကောင်လာတွေမှာကူးသင့်ပါတယ်များသောအားဖြင့်ကတော့တရက်သီးတွေခူးဆွပြီးကစားခြင်းဖြစ်ပါတယ်ဂျွန်ဇူလိုင်လများမှာတော့ခိုင်ကူးဖို့သင့်တော်ပါတယ်အခုလိုခိုင်ကူးထားတဲ့နေရာလေးတွေကိုလေးလုံးအောင်ရေမဝင်အောင်သူကပလတ်စတစ်လေးနဲ့ဒီလိုပတ်ထားပေးရမှာပါဒါကတော့အရေးကြီးတဲ့အပိုင်းလေးဖြစ်လို့မလို့သေချာဂရုစိုက်ဖို့တော့လိုပါတယ်ခင်ဗျာစားမကောင်းတဲ့တရက်ကျန်းတွေကိုအိမ်မှာဘာလို့ထားမှာလဲဗျာဒီလိုမျိုးစိန်တလုံးကိုင်းတွေကူးလိုက်မယ်ပရမ ငမောက်တွေကူးလိုက်မယ်မြကြောက်တွေကူးလိုက်မယ်ဆိုလို့ရှိရင်နောက်နှစ်တွေမှာကျွန်တော်တို့အသီးကောင်းကောင်းစားရမှာဖြစ်ပါတယ်ဒီကိုင်းလေးတွေက10ရက်လောက်ကြာလို့ရှိရင်ဒီပင်စီနဲ့ကူးတဲ့နေရာလေးတွေကဆက်သွားမှာဖြစ်ပါတယ်ဒီလိုလေးလုံးအောင်ပတ်ပြီးပြီဆိုရင်တော့ပတ်ထားတဲ့ပုံမှာပလတ်စတစ်ကျိုးနဲ့တင်းနေအောင်သူတို့ပြန်ချီပါတယ်နောက်ပေါ်ကနေပြီးတော့ကြတော့ကျွန်တော်ပလတ်စတစ်အိတ်ဆွတ်တယ်ခင်ဗျသူကပိုးမွားတွေနဲ့မိုးရေမဝင်အောင်လို့ဖြစ်ပါတယ်ဒီပလတ်စတစ်အိတ်ကိုလည်းသူလေးလုံးအောင်တခြားစီးရပါတယ်အဲ့လိုစီးနှောင်ပြီးပြီဆိုရင်တော့အပေါ်ကနေပြီးတော့ကြတော့ကျွန်တော်တို့စက်ကူအိတ်ထပ်စုပါတယ်စက်ကူအိတ်စွတ်တာကတော့အရေးရအောင်အလင်းရောင်ကာကွယ်ဖို့ဖြစ်ပါတယ်စက်ကူအိတ်ကိုပုံမှာချုပ်လိုက်ပါတယ်ဒါကတော့မိုးရေဆိုလို့ရှိရင်လဲစက်ကူဆိုတာပြန်ပြီးတော့ကြတော့6သွေးသွားတဲ့သဘောရှိလို့ပါနောက်10ရက်နေလို့ခိုင်းလေးတွေဆက်သွားပြီဆိုလို့ရှိရင်တော့ဒီစက်ကူအိတ်ကိုဖယ်လိုက်လို့ရပါပြီခိုင်းကူးတဲ့ပထမနှစ်မှာတော့အသီးအများကြီးဖို့မသင့်တော်ပါဘူးခင်ဗျာ